ကဲကျွန်တော်မြန်မာပြည်ကဆွေညီကိုတွေတန်ပါတို့ဗရေစော်တို့မမြင်မအောင်ကျွန်တော်စိတ်မပူနေတယ်အခုဒီမှာကျွန်တော်နီးတန်းလေးတစ်ခုမျှဝေမယ်ဒီနီးတန်းလေးလုံးမဆိုမိတ်ဆွေတို့တန်ပါတဲ့ view size ရမလို့နော်တန်ပါတဲ့သူ့တန်တဲ့သူ့ကိုကျွန်တော်တို့ထိပြီးတော့ဒါဗရေရမမြင်ရင်တော့မှကွာသူ့တန်သူ့ကိုဒါထိထားတယ်ဗရေကိုကြတော့ဒါဗရေလေးစော်တယ်ကျွန်တော်တန်ကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ထိထားတဲ့နီးတန်းလေးပါဒါပေမဲ့နည်းနည်းတော့အလုံးစုံမယ်နော်နည်းနည်းတော့အလုံးစုံမယ်အလုံးစုံတဲ့ထက်ဆိုင်ရင်ကျွန်တော်ကိုယ့်မှာကိုလောက်တာတို့ဘာလို့တန်ပါတယ်ကျွန်တော်ကြုံဘူးမှာပါတန်ပါဆိုဗရေဆိုရတယ်ရန်ခက်တဲ့အခြေအနေရှိတယ်ဘလို့ဆရာကြီးပဲဖြစ်ဖြစ်ဗျာအခုခစ်တန်နေဆိုတာတချို့အိတ်စင်ဆိုရင်ဒါတန်ဝယ်ပေးတာစီအပေါ်တွေဝယ်ပေးအဲ့လိုချိန်ဆိုရင်တော့ဒါသူတို့မှကိုနေစားတွေပါလို့မဆိုတော့ပိုပြီးကောက်လို့တော့ပြီးချင်းအခုတို့ဒီလိုမျိုးတွေလောက်လို့ရတယ်နော်ဒါတန်ပါတဲ့ view size ရမလို့အထူးသဖြင့်ကိုယ့်အိမ်မှာကိုလောက်မဆိုရင်ဒါမျိုးလေးတွေလောက်တင်နေပါတယ်နော်ဂဒင်လောက်တာလို့ခုတ်တွေပါလောက်လို့ဆိုရင်မကြိုးကြအောင်လို့ပေါ့နော်ခုတ်တွေပါဆိုရင်ဒါခိုင်အောင်တို့အခုလိုမျိုးလေးကျွန်တော်တို့ဗရေဆိုပြီးတော့ကြောက်တွေဟုတ်ကဲ့ဒီမှာတော့ဒီနေ့တော့ကျွန်တော်ဆရာကြီးတွေတော့မဟုတ်ဘူးဗရေဘီကနာတွေအတွက်ကျွန်တော်အခုမြောက်ပြီးမယ်အခုလိုမျိုးလေးအပေါက်တွေဖားတော့ပေါ့နော်တချို့လူဆိုရင်တော့ပြောကြမယ်ဒါကတော့တခုခုခံပြီးတော့ဆော်လိုက်ကွာအဲ့လိုလူတွေအတွက်ကျွန်တော်မဟုတ်ပါဘူးနော်ဒါကတော့ဘီကနာလေးတွေဆိုရင်ဒါသူတို့တွေစမ်းတက်ချင်တဲ့အခြေအနေတွေရှိတယ်တချို့လူတွေဆိုကအခုမှစပြီးဗရေဆိုမယ်လူတွေဆိုရင်အပေါက်တွေငါဘယ်လောက်ထိတက်ပြီးလဲဆိုတာအပေါက်တွေတွေ့လို့ဆိုရင်ဖာကြည့်တယ်သူတို့ဘေးနာမှာဖာလို့ရတဲ့အရာရှိတယ်ကွာဒါပေမဲ့သူတို့တွေမဖာဘူးအခုလိုမျိုးတွေပဲနည်းနည်းလေးစမ်းတက်ချင်တဲ့လူတွေရှိတယ်ဒါတော့ကျွန်တော်တို့တော့ရတယ်အဲ့လိုပဲကိုဗရေလေးနည်းနည်းဆော့တက်ပြီးတာပြီဆိုဟိုဒါလေးဆိုရင်လည်းဆော့ချင်တယ်ဒါလေးဆိုလည်းဆော့ချင်တယ်ကိုဆော့တက်ဝိုင်းတော့မဆော့ချင်တော့မဆော့တက်ခင်ရတော့ဒါကိုလိုစမ်းတက်ချင်တဲ့လူတွေရှိတယ်နော်ဒါကြောင့်အခုဒီမှာကြည့်ဆော်ရတယ်တကြောချင်းအရင်သွားပြီးမှပြန်ဖြစ်တယ်နော်အနာရောက်မှကျွန်တော်ဆော်ရတယ်ပြီးမှပေါ်စောရောက်မှကျွန်တော်ပြန်ဖြည့်ဆော်ပြီးကိုမကြိုက်မချင်းဖြည့်ဆော်လို့ရပါတယ်မကြိုက်မချင်းဖြည့်ဆော်ပြီးတော့ကြောက်တိုက်တဲ့ဒါအဆင်ပြေသွားပြီဘယ်ချင်းနေမှမဆိုဆော်တက်တိုင်းတော့အကောင်းဆုံးပါချင်းနေတိုင်းကိုဆော်တက်နိုင်အောင်လို့လည်းကြိုးစားတာပေါ့โอเคဒါကတော့ဘာလို့လုပ်နေတယ်လို့ထင်တယ်နော်ဒီမှာကြည့်ပါမိုဒီကိုကျွန်တော်ခွဲပြီးတော့၄စိတ်စိတ်တယ်ပေါ့မိုဒီကို၄စိတ်စိတ်ပြီးလုပ်မယ်ဒါတော့ကျွန်တော်တော်ရုံတန်ရုံလောက်တမားတွေဆိုတော့မဟုတ်ပါဘူးဒါကစက်ပစ္စည်းတွေပြင်တဲ့သူတွေအတွက်နော်စက်ပစ္စည်းတွေပြင်တဲ့သူတွေဂွားတွေကိုပဲတတ်စင်လို့တော့ဒါမှမဟုတ်ဂျားတဲ့တွေကွာစက်ပစ္စည်းတွေမှာဆိုဂျားတဲ့တွေပါစီအဲ့ဒီကောက်တွေကိုတတ်စင်လုပ်လို့ရအောင်ကျွန်တော်အခုဒီဗီဒီယိုဒီမှာမြှောက်ပေးထားတာပါနော်โอเคဒီမှာတုံးထားတဲ့ cable ကျိုးရတယ်ဒါကတော့စာရအောင်ပေါ့နည်းနည်းပါ cable ကျိုးကြတော့မပြတ်တော့ဘူးသူကမားရတယ်ဒီကဗျတော့တန်ကိုချိုးလို့မရဘူးကွာ cable ကျိုးအသေးလေးတမြင်လေးတော့မတော့တန်ချိုးရခတ်ပါလေနော်ဒါကြောင့်ဒီမှာ cable ကျိုးလေးနဲ့ဆိုရင်မရှိလို့ရပြီလောက်ရတာလည်းလွယ်လေးပဲတောက်ရနေအဆင်ပြေမှာပါဒီမှာကြည့်လိုက်โอเคเนาะဒီမှာကတော့ဟိုဖောက်ဆက်နေပဲတောက်ရုပ်ပဲဓာတ်တဲ့တွေပါတွေအတွက်အဓိကတင်တွေ့တယ်เนาะကြောက်ပါလေเนาะဒီပုံမှန်ဆိုရင်ဒါဘယ်လိုမှမရဘူးကွာကိုယ်ပဲနဲ့တိုက်နေရအောင်ဒါဆိုရင်အခုဒီနီးတဲ့နေနဲ့လောက်တိုင်းအဆင်ပြေမှာပါ